ရှင်ဒီနေ့ရောပုံမြင်ဖတ်ပြီးသွားပြီလားမဖတ်ရသေးဘူးဆိုရင်တီနဲ့အတူလိုက်ဖတ်မယ်နော်ရှေ့ဘက်တွေမှာတီဖတ်ပြပေးခဲ့တဲ့ပုံမြင်လေးတွေကိုတသားလေးတို့မိမိလေးကိုနားထောင်ပြီးတော့အသိဉာဏ်ဘိုးတုတ္တလေးကျွဲဝပြီးတော့ပုံမြင်ထဲမှာပါတဲ့ကောင်းမွန်တဲ့အကြောင်းအရာလေးတွေကိုလိုက်နာမယ်လို့တီကယုံကြည်ပါတယ်ဒီတစ်ခေါက်မှာလည်းတီဆရာမနွယ်နီကံဝင်ကလေးပုံမြင်စာအုပ်ထဲကကျန်းတန်းနဲ့ဝါဝါဆိုတဲ့ပုံမြင်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်တီနဲ့တူလိုက်ပြီးနားထောင်ရအောင်နော်ဟိုးရှိတုံးကတဲ့တောအုပ်ကြီးတစ်ခုမှာဖြူဖြူနဲ့ဝါဝါဆိုတဲ့ရုံကလေးနှစ်ကောင်နေတဲ့သူတို့မှာတဲ့မတူတဲ့အကျင့်လေးတွေရှိတယ်ဖြူဖြူဆိုတဲ့ရုံမလေးကတဲ့အသိမ်မွေ့နူးညံ့နေဝါဝါဆိုတဲ့ရုံမလေးကတော့တဲ့ကြမ်းကြမ်းတန်းတန်းပြောတတ်တဲ့သူလေးပေါ့ရုံမလေးဝါဝါဟာကြမ်းကြမ်းတန်းတန်းကစားတတ်လို့သူနဲ့အတူကစားရင်အခြားရုံလေးတွေမှာထိခိုက်ဒဏ်ရာရကုန်တဲ့ဝါဝါဟာတဲ့ဖြူဖြူရဲ့ပစ္စည်းတွေကိုကာရင်လေတဲ့ကြမ်းကြမ်းတန်းတန်းကင်ပြီးတော့သုံးတတ်တဲ့အတွက်ကြောင့်မို့လို့တဲ့ပစ္စည်းတွေကပျက်စီးကုန်တာပေါ့ဖြူဖြူကတဲ့သူ့ပစ္စည်းတွေကိုရိုးရိုးသေးသေးကင်ဖို့ပြောရင်လေဝါဝါကလက်မခံမဲနဲ့ရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောတယ်ရုံကလေးဖြူဖြူကိုတဲ့တငယ်ချင်းတွေကချစ်ကြပေမဲ့ကြမ်းတန်းတဲ့ဝါဝါနဲ့တော့တဲ့ဘယ်သူကမှမကစားချင်ဘူးလေကြာလာတော့တဲ့ရုံကလေးဝါဝါလေးတကောင်နဲ့အဖော်မဲ့နေတာပေါ့ကဲဒီမှာရုံကလေးဝါဝါဟာကြမ်းကြမ်းတန်းတန်းနဲ့ကစားတတ်တဲ့အပြုတ်အမှုအပြောဆိုတွေကလည်းကြမ်းတန်းတဲ့အတွက်ကြောင့်မို့လို့ရိုင်းဆိုင်တဲ့အတွက်ကြောင့်မို့သူနဲ့အတူဘယ်သူမှမပေါင်းချင်ကြဘူးနော်တသားမီမီလေးတို့ကလည်းကိုယ့်ရဲ့ကိုယ်အမှုရာနှုတ်အမှုရာကိုထိမ့်သိမ်းရမယ်ရိုသေရမယ်ကြီးသူကိုရိုသေရမယ်ချိုချိုတသားနဲ့စကားပြောဆိုတတ်ရမယ်နော်ဒါမှသာကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့လူဖေဖေတို့မမေတို့တတီတို့ဦးဦးတို့ကပိုးပြီးတော့ချစ်ကြမှာပေါ့ကဲနောက်ပြီးဝါဝါလေးတို့ဗာဆက်ဖြစ်လဲဆိုတာဆက်ဖက်ရမယ်နော်အထီးကျန်နေတဲ့ရုံကလေးဝါဝါဟာတဲ့စိတ်ငြိမ်ပြီးတစ်ပင်အောက်မှာတကောင်းနဲ့ထိုင်နေတဲ့အဲ့ဒီအချိန်မှာတဲ့ဖြူဖြူအနားကိုရောက်လာပြီးဘာလို့မှိုင်နေတာလဲလို့ဝါဝါကိုမေးကြည့်တဲ့အခါဝါဝါကတငယ်ချင်းတွေသူနဲ့မကစားလို့သူမပြောဘူးလို့ဖြူဖြူကိုပြောပြတဲ့ကြမ်းကြမ်းတန်းတန်းကစားရင်ထိခိုက်ဒဏ်ရာရနိုင်တယ်လို့အပြောဆိုရိုင်းဆိုင်ရင်လည်းတစ်ဖက်သားစိတ်မကောင်းဖြစ်ရတယ်လို့ဖြူဖြူကဝါဝါကိုရှင်းပြတယ်ကဲဒီမှာလေဝါဝါလေးကဖြူဖြူပြောတဲ့စကားကိုလက်ခံလားလက်မခံဘူးလားဆိုတာကိုဆက်ပြီးတော့ဖတ်ကြမယ်နော်အဲ့ဒီနေ့ကနေစပြီးတော့ရုံကလေးဝါဝါလေးသူ့ရဲ့ကြမ်းတမ်းတဲ့အပြုတ်အမူအပြောဆိုတွေကိုတတ်နိုင်သလောက်ထိန်းချုပ်ပြီးနေတဲ့ကဲဒီတခါတော့ဝါဝါလေးရဲ့အမှုအကျင့်လေးကိုတသားတို့မိမိလေးတို့ကကြည့်ပြီးတော့လိုက်နာလို့ရတယ်ဘာလို့လဲဆိုရင်ဝါဝါလေးကသူ့ရဲ့မကောင်းတဲ့အမှုအကျင့်တွေအပြောအဆိုတွေကိုသိတဲ့သူကလာပြောတဲ့အခါကျတော့ဘာဖြစ်လဲလက်ခံပြီးတော့မကောင်းတဲ့အပြုအမူတွေကိုသူကပြင်ဆင်နေထိန်းချုပ်ပြီးတယ်နော်ကဲဒီအပြုအမူလေးကိုဝါဝါရဲ့အပြုအမူလေးကိုတသားလေးတို့ကမှတ်သားပြီးတော့တသားလေးတို့မှာမကောင်းတဲ့အမူကျင့်လေးတွေရှိတဲ့အခါဖေဖေမေမေဦးတို့ကိုကိုတို့မမတို့တီတီတို့ကတသားလေးကိုလာပြောတယ်မိမိလေးကိုပြောတဲ့အခါမှာမလုပ်ဖို့မကောင်းတဲ့အရာတွေမလုပ်ဖို့အပြုအမူလေးတွေယဉ်ကျေးဖို့ပြောတဲ့အခါမှာတတမီမီလေးတို့ကလက်ခံပြီးတော့ပြုပြင်ပြောင်းလဲနိုင်ရမယ်နော်ယုံကလေးဝဝကိုအတူယူရမယ်နော်အတူယုံလေးဝဝလေးကိုအတူယူတယ်ဆိုတာကတန်းတန်းတဲ့အပြုအမူအပြောဆိုတွေကိုအတူယူခိုင်းတာမဟုတ်ဘူးဝဝလေးရဲ့စကားကိုနားထောင်တတ်တဲ့အပြုအမူလေးတွေပြီးရင်သူ့ရဲ့ပြောင်းလဲတတ်တဲ့အမှုအကျင့်လေးတွေကိုအတူယူခိုင်းတာရုံကလေးဖြူဖြူလေးကိုပဲတတမီမီလေးတို့ကရင်ကျေးသိမ်ဝင်မယ်ပစ္စည်းလေးတွေကိုရိုးရိုးသေးသေးကင်တွေ့ရမယ်နော်ကဲဆက်ပြီးတော့ဖတ်ရအောင်ရုံကလေးဝါဝါပြောင်းလဲသွားတဲ့အခါမှာတဲ့တငယ်ချင်းတွေကသူနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာကစားကြတော့တယ်တဲ့ကိုယ်ကဲဒီပုံမြင်လေးကိုနားထောင်ပြီးပြီဆိုတော့တတမီမီလေးတို့လည်းအတိအကျပဝုတုတ္တတွေအများကြီးရမယ်လို့တီတီကယုံကြည်ပါတယ်ကဲတတမီမီလေးတို့နောက်တစ်ခေါက်ပုံမြင်နေမှာလဲဘလို့မျိုးအကြောင်းအရာလေးတွေတီတီကဖတ်ပြပေးသွားမယ်ဆိုတာလေးကိုလိုက်ပါနားထောင်ပေးအောင်နော်ကဲတတမီမီလေးအားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရဲ့ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်